မတော်ဘောရလိုက်နော် ဟိုမှာမင်းလူတွေဝိုင်းကြည့်တယ်မင်းမရှိဘူး ကြည့်စဘာလို့ရှာ မင်းကနောက်ဆုံးတစ်ခေါက်ထပ်မေးမယ်နော်မင်းရဲ့အဲ့ဒီအလုပ်ကိုစွန့်လို့မလားငါနဲ့ကွဲမှာ ပဲကပြန်ခွဲတယ်ထပ်မမဲနဲ့မကောင်လေးမရှိဘူးမလေးကောင်လေးရှိဘူးတဲ့အဲ့ဆိုအကိုရှိနေဆိုတော့ရောင်းမတော့မယ်နော်ညခုတော့ပတ်စံလေးပြန်ပေးတော့မပေးရင်ကျွန်မဟိုကုန်းထုတ်လိုက်ရမှာ လူကဒီကငါလိုက်တာနော်မမလည်းမအောင် ငါလည်းရိုင်းမှမတက်တာမိမရဲ့ ဒီဘုံမလည်းမအောင်တောင်းမကြတောင်းလိုက်တော့ပဲရိုက်တော့ မင်းလေးဟာလေလေကြအော်တော့ဘာကိုတော့ကိုပဲရိုက်တော့မှာကြောက်လေပိုင်းနှစ်ပါရိုက်လာတယ်နော် ကြီးသေးတာ ထားဆောင်မပြီးသေးဘူးမောင်နိုင်ပြောပါတဲ့တင်းကြီးရှင်းလိုက်လို့မောင်လေးစစ်တာဘုံဒီစမောတဲ့ဟဲ့လေဆယ်လုံးလေးနဲ့တိုင်းလေးပြောပါဟဲ့လိုဘယ်လိုမေးလဲ တော်ပြီပေါ့ဟာအဲ့လိုဆိုဒီမှာပြီးလေဖိုက်စားတယ်ဒီတရား အာရှင်းရလဲဘာဖြစ်နေလဲဘာလို့လောနေလဲရှင်းတော့ပြန်ပြန်သွားမတော်ဘောရလိုက်မှာနော် ဟိုမှာမင်းလူတွေဝိုင်းကြည့်တယ်မင်းမရှိဘူး ကြည့်စဘာလို့ရှာမှာတို့မျက်လုံးနဲ့တို့ကြည့်တာကျမအတန်းရှင်းအောင်ရသေးတယ်ဆယ်လီမြန်ဖြစ်တော့ကိုကောင်းတာမဟုတ်တာ ဒီလိုပါဒီလိုကြတယ်အဲ့တော့ပြန်နေတော့မိမငါမလိုက်ခဲ့တော့နော်ဒီဖိုက်စားနေတယ်ဒီလိုမှလည်းကြောက်လား တက်တာဒီမှာဆက်လို့ပါလားကျင်းစားအောင်လို့ဒီနေ့ခုပြီးတော့ စားနေရှင်းမပါလားရှင်းမပါရှင်းစားကြကျွန်မအားလုံးလိုက်လို့ရမယ်သွားမလူတွေပြန်လာတဲ့အချိန်တော့ပဲ အေးအဲ့ဆိုဒီတိုင်းတွေလည်းရနေရတယ်မင်းအရင်ကြီးရဘာဖြစ်နေ ရှင်းရတယ်တော်တုံးတာပဲဒီလားဒီတိုင်းတွေမှာဘယ်သူကကျွန်တော်ကြည့်မှာလဲဘယ်တော့မှကျွန်မဆယ်လီဖြစ်မှာလဲဟာလူကြည့်များမှာဆယ်လီဖြစ်မှာရှင်းတော့သားဖာတဲ့ကောင်းနေရမှာမဟုတ်လားမင်းဟာနေတယ်ပြောတလောက်ချင်းကိုကတော့စားကြည့်ပါလားလက်မပါအောင်နေမှာဟမ်မအေးကတော့တော့ပါသွားပါသွားပြီတော့ပါကဲတဲ့ဝင်လာခဲ့ပါအပလေးဒီပေါ့ဟဲ့ပဲကိုကြီးကျေးဇူးပါတော့ကိုကြီးနိုင်တယ်အေးရအော်အေးရတဲ့အခေါ်လေးလာလားဟုတ်နည်းနည်းပေါ်ရရဘာလို့ရောဒီနေ့ကလည်းဒီနေ့ကတည်းကပြီးသွားနော်မလေးဆိုကြည့်ပါအော်ဒီမှာဒီနေ့ကလည်းရောမဟုတ်ဘူးမရှိဘူးအဲ့ဒါရောရှိနေနော်ဒီကဟာလို့အဲ့ဒါတော့မှာဘယ်လိုလုပ်အောင်လာ你把那个人嘞？ အေးငါဘာလုံးလိုက်လဲဆိုတော့နင်မမြင်ဘူးလားဟမ်မင်းကလေငါတိကျနေတဲ့အတိုင်းအတာကိုတော်တော်ကုန်နေပြီနော်မိကိုမေပြိုများထင်နေတာဟမ်သမီးလေးမျက်နှာမှာမထောက်မင်းကယောက်ျားကောင်အဲ့လိုပြစားမှာမင်းရဲ့နာမည်ကြီးမှာဟမ် ပြအဲ့မလေးလေဟမ်ငါဘာတော့ငါလောက်ရလေညစ်လို့မျိုးလေတနစ်300ကျော်ရတဲ့အလုပ်သမားကွာငါတနေ့တော့မလုပ်နိုင်ဘူးနာမည်ကြီးတယ်ဆယ်လီပြည့်ချင်တယ်ဘာသာရှာကြအဲ့လိုပြည့်တယ် ဩမင်းကတော်တော်ဆယ်လီပြည့်ရှင်တယ်ဗါလားအဲ့ဆိုမင်းချွတ်နေလိုက်လေဟမ်အဲ့ဆိုမင်းဘာလို့လူသားမွေလုပ်နေလဲရိုးသားရှာဖွေစားတော့လို့ရတယ်ဗျာမင်းယောက်ျားကောင်အဲ့လိုတွေပြစားမှာမင်းကနာမည်ကြီးမှာဟမ်
မင်းကိုမပြန်ကြည့်ရောမင်းလောက်ရကတော်တော်အပြည့်မှဆန်နေဆိုတော့မင်းသိလား ဒီမှာပြမနားရဟုတ်လားတော်နားရမရှိတာကငါ့ကိုလည်းဘယ်သူ့အတွက်လဲဟမ်ဒီတော့တာမနဲ့ကောင်းဖို့နေရဖို့လေဘာလဲတော့ရကြဘွားတော့တက်လို့နေဖို့လား တော်သေးပါကွာငါတစ်သလုံးဒီနိုင်ငံမှာပဲနေရငါသွေးငါချွေးနဲ့ရိုးသားရှာဖွေစားတော့ငါဂုံယူတယ်ကွာပြီးတော့မင်းကငါဘာတွေများလုပ်ခိုင်းနေလို့ဟမ်မင်းပဲဒီစိတ်ရုံလုပ်ကြီးမလုပ်ချင်ဘူးဆိုလို့ရှိရင်မလုပ်နဲ့လေငါရှာချွေးနိုင်တယ်မင်းကိုမင်းရဲ့အဲ့ဒီမတရီယာကောင်းတဲ့လောက်ရက်တွေရက်နော်မဟုတ်ရင်မင်းနဲ့ငါနဲ့ကွဲရလိမ့်မယ်နော် ကွဲဆန်ကပြကွဲနေ你们家也没帮呢，俺说你俺话就这么多，俺老得老来点，三到你嘛，老的送到哪里？喂，妈妈，嘿，你怎么？ မင်းသိကြလားမင်းကနောက်ဆုံးတစ်ခေါက်ထပ်မင်းမယ်နော်မင်းရဲ့အဲ့ဒီအလုပ်ကိုစွန့်လို့မလားငါနဲ့ကွဲမှာ 再干点乖的，看到没呢？ အေးပြီးမှနောင်တော့ရပြီဆိုရင်ငါစီတော့ဘယ်တော့မှမင်းပြန်မလာနဲ့နော် 这样子把家我们去抓， အဲ့ဆိုသွားမယ်ငါသမီးကိုငါခေါ်သွားမယ် 靠了，抓。 不然，妈妈那个东西进来。 မတင်းနဲ့သမီးသူနဲ့နေလို့ရှိရင်ငါသမီးဘဝပြတ်လိုက်ပြီအလကားပိမသုံးစားမရတယ်မိမ 抓，叫我来抓着。你来点文件好，买什么回来？哦，好的好的。 အမတို့ friend ပဲကျွန်တော်တို့က 好啦，买什么？别嘛不烂咯。 အမတို့ကလည်း ကျန်လာတာပဲ အပြင်မှာပို့ပြီးဆောင်းမှာပါတယ် 好啦，知道啦，妈考虑是冬娘去看下嘛呗喏。哦，妈考虑没事嘛嘞？考虑是有嘞，但是过去的时候都养不到呢。呀，我，是这样 အဲ့ 嘞。 ဆိုကျွန်တော်တပုံတော့ပြရပြီ 这不也没有吗？哎呦，那对啦，就是哎， ဘယ်ငါရပြီ 呀。 ကျေးဇူးများတင်ပါရဲ့ 哦，也辣呗，妈也辣呢。哦，是啊，你妈说阿拉多的钱你那边的， ဟုတ်တယ် 我妈那里面记不着阿边了。ကျေးဇူးများကြီးပါလေ 哎，你妈说哭阿拉多了没说那你要下一个，那我妈妈呢说对我们对象肉吃呢。 တွေ့ပါပါနောက်တွေ့ခေါ်နော် OK OK，阿拉多了没有？妈那这个变微信了喏。 တာမတော်မှာနော်နောက်တွေ့နေပါနော် ဟုတ်တယ် sorry နော်ကလေးတို့နော်တဲ့တို့ဟိုခဏလေးပန်နေလေးပြီလားမမရဲ့ပြိသက်လေးလာနှက်ဆက်နေတာဓာတ်ပုံရိုက်နေလို့ ညီမလေးရရမင်းမဟုတ်ဘူး အော်ဟုတ်တယ်ကို အခုအလုပ်ကိစ္စလေးနဲ့ပြီးတော့နောက်ခိုင်းပြီ အော်ရတဲ့တို့ခဏလေးနော်အလုပ်ကိစ္စလေးတော့ခဏပြောလိုက်မယ်နော်ကျုံညာကိစ္စဖြစ်မယ်ပြီလားအဲ့ဒါ သူကထိုင်းလိုက်နေတယ်အလုပ်ကိုင်ဆောင်နေရပါ အော်ဟုတ်ကဲ့ကို ညီမကထိုင်းနိုင်ငံမှာဆယ်လီဆိုတော့ကိုကျွန်တော်လေးအဲ့ဆိုပါ အာရဘာကြော်ညာလေးမသိဘယ်လိုမျိုးလဲမသိ အလုပ်ကတော့သူတို့လူမဟုတ်ပါဘူးလိုက်နေပြီးတော့ကိုရအလုပ်အကြောင်းကိုပြင်ညာပြရမှာ ဟိုရတယ်ကို ဒါပေမဲ့ညီမကြော်ညာထားတာပြင်နေတာကတယောက်ဆိုတယောက်ကော်မရှင်ထားပါတယောက်ဆိုပြီး အဲ့ဒါကောင်းတာကိုညီမစိတ်ဝင်စားတယ်ကို တရက်တယ်မဟုတ်ဘူးနော်အခုကလိုက်ပြကြော်ညာခိုင်းမှာ အော်ရတယ်ကိုရတယ် အလုပ်ဒီဖိတ်ပါတော့ကိုမစီတိုင်းနေပို့လိုက်ပြီဟာကောက်တယ်ဆိုတော့ ဟုတ် ကျေးဇူးပါ အခုကိုပြောနော် လို့ထရရင်ကျလိုက်တာ ဒီကကြော်ညာရပြီးရှိနေတယ်ငါတော့ကြောင်းနေတာ ရောက်ချောင်းမင်္ဂလာပါတမီးမင်္ဂလာပါအေးချစ်စရာလေးချစ်စပါဒီနေ့လေတော့ပြောပြမယ်ထိုင်းနိုင်ငံမှာအလုပ်မရှိတဲ့လူတွေနော်ငါကိုဆက်တယ်လို့ရပြီးတော့ဘုံကောင်အားလုံးပေးနော်တော့ရှိတယ်အလုပ်ကောင်းနဲ့နော်စမခတက်တာတဲ့ဟာလေးတော့ပြပေးမယ်ဟုတ်လားရောက်အော်ရတယ်ကိုရတယ်
တော့စီမှာစပို့ရတယ်နော်စမခါတော့ဆောက်ချွေးရတယ်နော်စမခါလေးကိုရှာတော့သွားပြီးတော့ပို့တာလည်းဒီလားဟုတ်တယ်တိုက်တာကြတာဝလာတာ ဒီလားဒီမှာဖတ်ရရတယ်ကြည့်ရရှာဘယ်လိုလဲဒုက္ခရမယ် အမကလေအလုပ်တွေရှမ်းများတာအခုဆိုလို့ရှိရင်ကြော်ညာရည်လည်းကလပ်စကိုလေးအားရအောင်ဆိုတော့အားဟုတ်ခေါ်ကြော်ညာရည်ရှိတယ်ဒီလိုက်စီရောလေးကဟုတ်လားတက်တယ်နေတယ် ဒီလိုက်ကွယ်ပေါ်မှာ ဟဲ့ပါလေ ဒီမှာလည်း မမဝခောက်တယ်ဟဲ့မရှိမင်းလား အေး မရှိမင်းချိုးလိုက်တာဟဲ့ မှန်နော်ပေါ်မှာ အေးဟဲ့ဒီမှာအလုံးရှောက်ပြီးနေတယ်တဲ့ အေးဟုတ်တာ ဟဲ့ငါတို့လည်း OT မရှိဘူးဆိုတော့အလောက်ပြန်လာရင်ကောင်းမလားမသိမရင်မင်းစီမှာ ဒါနဲ့နေ့မှာစမကြီးရှိလို့လား စမတ်ကြီးစမတ်ကြီးရဟဲ့ဒီမှာဒီလောလာစားတွေအကုန်လုံးလာစားကောင်းနေဟဲ့စမတ်ကြီးကငါမေပူမဲ့ပတ်စံတွေကနေငါဒီလာပေးလာလိုက်လို့ရတယ်လေနောက်လာဆိုရင်တော့အေးဆေးပဲပေါ့ဒီလာစားတွေကောင်း အေးနေ့အဲ့တော့ကြောင်ညာဆိုတော့တခါတည်းလောက်ကနေထွက်တော့ဘူးလားမတိကျရင်ဘယ်လိုလုပ်မလဲ ဟဲ့ဒါမရှိမင်းလေမရှိမင်းကြောင်ညာလုံးဝတိတ်ကြတယ်ငါတော့အလုပ်ထပ်မနေပြောင်းလားမပြောင်းလားပြောငါတော့ပြောင်းပါ အေးလေဟဲ့နေပြမတော့ငါပါတတ်နိုင်တယ်လိုက်ပြရအောင်ပဲပေါ့ ပေးဒါမှငါတင်ငယ်ချင်းကွာလုံးဝ干什么？ မတော်မနေခုချိန်ကိုမှတ်တယ်နော်ဒီကိုလိမ်ပါတယ်ဆိုတော့ဘယ်လိုဆက်သွယ်မှာလဲမှတ်ပြီလားနေကဖမ်းတဲ့ကံမှာနောက်မဲ့ကြီးနေလို့နေကိုခုလို့အေးငါညဖုန်းနံပါတ်ကဘလော့ပြီ 改我。ဖေဘလို့သွားပြီလားမသိဘူးဖေပေါ်မှာဒီမှာချက်ချင်းမှာဖေပေါ်မှာရှာမရတော့ဘယ်တော့မှမရဘလို့သွားရဘလို့လောမလူတွေတော့ပြောတော့ပါပဲဟာဒီလူကျုံးမှာ ဟေးဟုတ်လားဒီအိမ်ရော ဟဲ့မသိဘူး ပမာဏကမပြဒီမှာပဲပြလာအေးငါလည်းရှာလမ်းတွေ့ဟဲ့ငါဟောက်ရလားဒီပါမဆိုတာပဲမရင်မရဒီပါမဆိုဟောက်လို့လားပြီးတော့ငါတို့မှာစားရတယ်လည်းမပြေဆောင်ဘူးဘာလို့ဖန်သွားဆိုဘယ်လိုလုပ်မလဲ ဟဲ့ဖမ်းလေဘာသူသိလို့လဲငါတို့ဘွားတွေကသူ့ယုံကြည်ပြီးတော့စမတ်ခါလွှဲပေးလိုက်မိပါခုတော့စမတ်ခါလည်းရှော့အလောက်ပါပြောက်ငါဘာသိမလားမသိဘူးဟဲ့ခွေးဖြစ်ပြီခုတော့ စောင်းကွန်ပျူတာဘယ်လိုလုပ်မတို့ရှာမသိ အေးငါတို့တွေ့လို့ကတော့စမတ်ခါလည်းပြန်ယူပြီးတော့တန်အောင်ပြောမှငါတို့လိန်သွားတာဒီကော အဲ့ဒီအမားတွေလည်းမင်းကိုပြောနေတယ် ဟုတ်တယ်ငါတို့ကမျိုးကြီးပဲဘာပါရမလား စမကြီးတွေကဘလို့ရောရမလဲငါဘလို့ရောမလဲရှုံကနေလို့ဖြစ်တော့ငါထွက်ကြည့်ပါရမယ်မေသမီးဟုတ်လား မဒီလာလားဒီနေ့ငါမင်းဒီရတယ် ဟုတ်လားဟေးလူတွေလိုက်ရှာနေကြတယ်ဒီလိုရှင်စမကြီးလေးလေးထားတယ် မလိမ့်တော့ယောက်ျားကျမတကယ်ပြောတော့ကျမတကယ်မလိမ့်ထားအောင်နော်အဲ့ဒီပွဲစားလေကျမကိုကော်မရှင်ကပေးမယ်ဆိုတော့ကြီးညာခိုင်းလို့ကျမကြော်ညာပေးတာပဲရှိတာအခုလေ
ကိုစားကျမ Facebook မှာလည်းအကုန်လုံးဘလော့သွားတယ်ကျမဘလူးမဆက်သွယ်လို့မရတော့ပြီးတော့ပတ်စံတွေအားလုံးကလည်းသူ့ဘဏ်အကောင့်ကိုပဲကျမဓာတ်ရိုက်ပေးထားတာဟုတ်လူတွေကျမဘလို့ပြောမလဲပြန်ပေးစရာလည်းမရှိဘူး အခုသူတို့အားလုံးကိုမင်းအဲ့လိုရှင်းပြတော့သူတို့ကယုံပါတယ်လားကွာဘလို့ပြောသူတို့ကမင်းကိုယုံမှာမဟုတ်တော့ဘူးမိမကြီးအဲ့ဒါတွေအားလုံးမင်းမတောင်းဝင်ပြီးရှင်းပေးရတော့မှာမင်းကဘလို့လုပ်မလဲ မလုပ်တတ်တော့ယောက်ျားရဲ့မိမကိုကဲပါအောင်နော်ဘယ်လိုလုပ်ရမလဲ ငါအဲ့ဒါကြီးကြောင့်မင်းကငါစကနေပြောခဲ့တယ်လေကွာအလွေလဲအောင်မလိုက်ပါနဲ့မင်းကအခုချိန်นี้အောင်မြင်တာနဲ့ကြော်ကြတာအောင်မမင်းမသေးခွေးသေးတာဟုတ်ကွာဒီဘာမဟုတ်တဲ့ကြော်ကြမှုနောက်ကိုလိုက်ပြီးမင်းตายရပြီးတော့အခုဘယ်နဲ့ရှိတာနေနေမှတ်တာလောကမှာဘေးရမှာလည်းကားမရဘူးကွာအရာတိုင်းမှာသူ့ရဲ့ထိုက်တန်တဲ့ရင်းနှီးမှုတွေပေးဆက်မှုတွေနီးမှန်လမ်းမှန်တဲ့ကြိုးစားမှုတွေဆိုတာရှိတယ်ကွာအခုမင်းရဲ့မကြောင့်သူတို့တွေကျွေးနေတာတွေအားလုံးဆုံးရှုံးကုန်သူတို့တွေဘယ်တော့ဒုက္ခရောက်ကြမလဲ ကျမမှားပါတယ်ယောက်ျားရဲ့ကျမရဲ့နောင်နာရနေပါကျမဒီလုံးတွေလည်းဆက်မလုပ်တော့ဘူးကျမကတိပေးပါတယ်ယောက်ျားအခုတော့ဟုတ်ကဲ့ပါဘယ်လိုလုပ်ရမလဲ ဟောမမရမင်း တွေ့ပြီ ဒါနဲ့မဆလာ မိုင်းမင်းဒီမှာရှင်ကျမတို့လုံရတယ်နော်ကျမတို့မှာရှင်ကိုအားပေးလိုက်ရတာချစ်လိုက်ရတာကျမတို့ရဲ့မရှိမရှိမဲ့ပတ်စံလေးလွှဲပေးလိုက်ရတာအခုအလောက်ပါပြောင်းထမင်းမှငှက်တော့မလို့အခုတော့ခွင့်ဖြစ်ပြီရှင်မလုံရတယ်နော်ခွင့်ရတော့ပြီပတ်စံလေးဒီမှာချင်းချင်းကိုပြောတယ်တောင်းပါညီမလေးရဲ့တကယ်တောင်းပါညီမလေးနော်အမတောင်းပါနော်အမတကယ်မယူထားပါဘူးနော်အမတကယ်မလိမ့်ပါဘူးညီမလေးရဲ့အဲ့ပတ်စံလေးကလေအဲ့ပွဲဆောင်ပဲအမဓာတ်ရိုက်လွှဲပေးလိုက်တာသူ့ဘက်အောင်ပဲပို့ထားတာညီမလေးရဲ့အမမယူထားဘူးညီမလေးရဲ့အမတကယ်မလိမ့်ပါဘူးနော်အမယုံပါနော် ဟိုမယုံပါဘူးအမတို့ဆယ်တွေဒီလိုပဲလောက်စနေကြတာလားကြောက်ညာမှာဆိုတော့တိတ်ချာမကြောက်ညာလေပတ်စံရရင်ပြီးတော့ဆိုတော့ဘာလို့လဲကြောက်ညာပေးနေတာလဲသူများသားသမီးတို့လည်းကြည့်အောင် ခုကျမတို့ပတ်စံလေးပြန်ပေးမှာမပေးရင်ကျမဟိုကုန်းထုတ်လိုက်လိုက်ရမှာပြော ညီမလေးအဲ့လိုတော့မလုပ်ပါနဲ့အခုပဲကြားထဲတောင်းပါပါညီမလေးသမီးကအခုရဲ့မိန်းမပါ อ๋อဒါအကိုရဲ့သမီးနဲ့အကိုရဲ့မိန်းမပေါ့ ညီမလေးတို့ရဲ့စမတ်ကြီးတွေအားလုံးအခုပြန်ရောက်ပြီပါသမီးကိုလည်းအခုလုပ်ပေးလိုက်ပါတော့သူလည်းမသိလို့လုပ်ခဲ့မိတာပါညီမလေး တွေ့လဲတွေ့ အမလေးနော်ငါတို့မှจะအားပေးလိုက်ရတာတခုမှလည်းယူသားမှုဆိုတာမရှိဘူးတာနဲ့အများဒီစားမရှိဘူးတဲ့အပြိုကြီးတဲ့ပဲပြောရလိုက်တာနော် ဟုတ်ပါမလေးငါတို့လိန်စားလိုက်တာများနော်ကိုယ်လည်းအစ်မဆိုတာမရှိဘူးတုံလိန်ညာတွေကြီးပဲနောက်ဆိုဆယ်ရီဆိုကြောက်ပြီကဲအခုကျမတို့ပတ်စံလေးပြန်ပေးတော့ အခုရှင်းမိမယ်နော်အားလုံးမပေါင်းနိုင်ဘူးညီမ ကျမတို့2ယောက်လည်းမဟုတ်အားလုံးပေါင်း9ယောက်1ယောက်3ယောက်1000ခွဲကဲဟိုဒီနေ့တော့ပါလို့ဟာ လုံးမလုံးတယ်မပြီးတော့အားတော့မပေးဒီလိုဖြစ်နေတယ်အဆက်လည်းမရှိ ဒီကရွာတော့ သိကြတယ်ပြည်လာ အခုလိုနားလိုက်ပြီးရင်ညီမဒီလိုများကြီးကျွန်တော် ရပါတယ်ကိုရဲ့နောက်မှအခုမိမကိုတွေ့ကြကြတယ်လိုက်မကြော်ရအောင်ပဲဆုံးမလိုက်ပါ သွားရအောင်လား ပေါ်မရအောင် သူအားလုံးလည်းပြီးတယ်ဒီလိုဆိုတော့လာရတဲ့ အိမ်မနောက်တော့ရတယ်ပါပြောကြရဲယောက်ျားကိုလည်းမိမတောင်းပါတယ်နော်အိမ်မဒီလုံးတွေလည်းမလုပ်တော့ဘူးနော်ဒီလိုမျိုးထပ်မပါစေအောင်နော်